ကဲအားလုံးမင်္ဂလာပါခင်ဗျာခုဆိုရင်ကျွန်တော်ဒီရက်စလာ2025ရောင်မုံလာပြီညရင်းကိုင်းနဲ့အတူကျွန်တော်ဒီပေါ်လာမိသားစုနဲ့ရှင်ဘုန်းကြီးတို့တော့ဖြောတော့မှာဖြစ်ပါတယ်ခင်ဗျာဒီလိုရအချင်းလေးဖြစ်ဒီနေ့မွေးတော့ဖြုတ်ပြီးမှဖြစ်ပါတယ်ဒီအရင်ကောင်းလို့မလာနေမှာဖြစ်ရှင်မုံမိုးတွေကတော့ဖြုတ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးပြေပါရှိရှိနဲ့ရှင်မုံမိုးလာလေးပေါ်လေးကိုကြောက်ကြပါဒီတော့ထားပြီးဖြစ်ပါတယ်ခင်ဗျမလာနေညဟုတ်တယ်ခင်ဗျဒီလိုတောင်းလို့ရှင်မုံမိုးလာအားမရနိုင်ဘူးခင်ဗျဟုတ်ကဲ့ကောင်းပါဒီတော့ကျွန်တော်ရှင်မိုးလို့စတယ်တော့တော့ဖြုံးနေပါတယ်ခင်ဗျာရှင်မိုးမိုးများတော့ဖြုံးတယ်ရှင်မိုးလေးကောင်းတယ်ရှင်မိုးလေးကရှင်မိုးအဖြစ်နဲ့ဒါလည်းကျွန်တော်ရှင်မိုးလေးအားလာတယ်တော့ဖြုံးတယ်ခင်ဗျာဟုတ်ကဲ့ကောင်းပါကောင်းစစ်စရာရကောင်းတယ်ရှင်မိုးတော့လာပြီးတော့တန်းကြပါဒီဘောက်ခါရညခုလိုပြန်ပြီးတော့ညတော့ပြောကြပါစေ။အခုလိုဒီဆောင်နေတော့ဒါကလည်းဖြစ်ပြောကြပါစေ။ဒီမှာကဒါလိုပြောပါဦး။ဆောင်းလိုက်တဲ့တယ်တော့ဒါစားနေထားပြီးတော့ဒါလာနေတယ်။ဒါပြန်မနဲ့မှလည်းကျွန်တော်ရဲ့ဘက်ကနေပြီးတော့ဒါလာပြီးတော့မှဖြစ်ပါတယ်။ဒီပစ္စည်းလေးကကျွန်တော်ကုသိုလ်ဒါနဖြစ်ဒါစားမဲ့ထောက်ပံ့ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါတော့ဒီကစိတ်မှာကျွန်တော်တို့ဒီအချင်းဒီလိုမျိုးကိုဖြိုးပါတယ်ဒီကတော့ကျွန်တော်ခုနရခဲ့တဲ့ဒါစားမဲ့ထောက်ပံ့ပစ္စည်းလေးတွေကိုကြောက်လာကြတဲ့အဲ့ဒီတော့အခုတည်းမှစီကြရကျွန်တော်တို့ဒီကောင်မမအားလုံးကျွန်တော်ဒါစားမဲ့လေးထောက်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာဒီပြောကြကောင်းပါရဲ့စစ်စရာများကောင်းမတတ်တဲ့ဖြစ်လို့ဒီလိုပါခင်ဗျာအားမရနိုင်ဘူးကျွန်တော်တို့ကတားတယ်အဲ့ဒီကိစ္စတွေအများကြီးပဲဒါစီပြီးတော့ခါစမ်းနေလိုက်ကြပါလိမ့်ခင်ဗျညပြောရင်ကောင်းပါလေကျွန်တော်ရတဲ့စီလုံးနဲ့စီခင်ဝတ်တာမှုဒါကြကောင်းနေပြီတော့အစားမလာပြီးညာလေးတင်ရဖြစ်ပါတယ်ခရီးနဲ့ဒီကုကွေးအားလုံးမကြပါဘူးဒါကြမ်းလို့ဖုတ်ပြီးပါတယ်ဒါကြမ်းမပေါ့ရင်တော့ပေါက်တဲ့နံပါတ်ကလေးကျွန်တော်ပြီးပါတယ်ခင်ဗျဒါကြမ်းမပေါ့ဘူးတကယ်လို့ဗလာမဲဖြစ်နေရဆိုရင်တော့အဲ့ဒီနံပါတ်ကလေးကြီးပါကျွန်တော်ချက်ချင်းလေးတွေဒါလည်းဆောင်ပြီးပါခင်ဗျာဒီပြောတော့တောင်းနေညာလေးတင်ရဖြစ်ပါတယ်ခင်ဗျဆောင်းလာလေးညာဒါကြကောင်းပါလေစစ်စရာကောင်းပါအဲဒီနောက်မှာဒါစီရပြည့်တဲ့ကြည့်ရတယ်ညာပါခင်ဗျာဒီရပြန်ပြီးမှာပါလေခင်ဗျဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ပြောရအောင်နောက်နေ့ဒီနေ့ကျွန်တော်ဒီနေ့မှာပြင်ချင်ပါသေးတယ်ခင်ဗျာဒီကကောင်းမှမပါဘူးဒါစားခွင့်တော့ပြပောက်ပါပါခင်ဗျာဟုတ်ကဲ့ဆက်လက်ပြီးကျွန်တော်ဗန်နေပောက်ပါတယ်ဘာမှမပေါ့ဘူးဗလာမဲဆိုင်မှာကျွန်တော်ချက်ချက်လေးပြောရအောင်အောက်မှာတက်စီလေးပြည့်တဲ့ကြအများကြီးပါခင်ဗျာကျွန်တော်ကောင်းနေညဆောင်းမလာပြီးညခုတော်လေးနဲ့ပြည်နေရတော့ရတယ်ဟုတ်ပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ပြောပြပါမယ်ဟုတ်ကဲ့အများကြီးဆက်ရအောင်နော်ဘယ်မှာလဲဟုတ်ကဲ့ဒါတို့အားရတယ်ခင်ဗျာကျွန်တော်တို့ဒီမှာစီမံမယ်ကန်တမ်းမယ်ဒီချင်းတချင်းဒီမှာနဲ့ခိုင်းပြီးတော့အောက်တယ်မယ်လေးတို့ကျွန်တော်ပြပါတယ်ခင်ဗျာဒီချက်ဆက်လာမိုးရပေါက်တဲ့လူကပေါက်ဟာလာစားပေါက်တဲ့လူကပေါက်ခေါ်ပြရမ်းကောင်းတယ်ချစ်ဖို့ရမ်းကောင်းတယ်နော်ကျွန်တော်ရတဲ့စီလုံးနဲ့ဒီအားလေးကိုကျွန်တော်ပြသချင်တာပါခင်ဗျာနောက်နေ့ဒီကြားမှာဒီပြတဲ့အကောင်းဆုံးရက်ွက်ကကျွန်တော်တို့ရဲ့ကွန်မန့်မိုက်အကောင်းဆုံးဒီနေ့မှာကျွန်တော်တင်လာအောင်ဒီနေ့မှာခန်းစားမယ်ပေါ့နော်ဟလာမပါအားလုံးထောင်းတဲ့ကျွန်တော်ကြိုးစားပါပါမယ်ခင်ဗျာတော့ဆရာအရန်ကောင်းတဲ့ညလေးတစ်ညဒီဘောက်ခါရညကုသိုလ်တွေနဲ့ပြည့်နေတော့ညဒီဆောင်မုံလာပြီးညပဲမဟုတ်ပါလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုဆက်လို့ရှိရင်တော့အဲ့ဒါကတော့သူတစ်ပတ်ပေါက်သွားတာဖြစ်ပါတယ်ခင်ဗျာနည်းတော့တော့တစ်ပတ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆက်လက်ပြလာမယ်ဒီတရားကြီးလ
နဲ့ကြပါခင်ဗျကန်ဆန်းမဲနဲ့ကြပါလေဘယ်လိုပေါက်ကြမလဲဘယ်လိုကန်ဆန်းမဲပေါက်ကြမလဲစိတ်ဝင်စားတဲ့အရင်ကောင်းပါလေခင်ဗျကျွန်တော်အရင်ပြောဖို့လည်းကောင်းပါခင်ဗျဒါပြီးလို့ရှိရင်ကျွန်တော်ရှင်မုံငမိုးကြီးလည်းဆက်ပြီးရတော့ဖြုတ်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျအားမရခင်ဗျလူပြင်းလူချင်းပေါ့နော်အဲ့ပြောရကောင်းပါလေတော့မိသားစုတက်ညီလည်းကြတာခင်ဗျကျွန်တော်တို့ကြည့်တယ်ဒီလူကငါလူလည်းတွေ့ပြီးတော့ကျွန်တော်ကဒီချိန်သိကြည့်ပါနော်ဒီလိုမိသားစုကောက်ကွက်မယ်လို့ရှိတယ်လည်းတက်လာဟိုပေါ့တရားသူကျွန်တော်လူကြည့်အားလုံးပါလေသိကြကြတာပေါ့နော်အဲ့တော့သူကသိချမ်းသာတယ်ကောက်ကွက်မယ်လို့ရှိရင်ဘာလို့ချင်လဲဆိုတော့အားစားမဲ့ကတက်ချင်တယ်ဆိုတော့တက်ညီလည်းအရင်ပြောတော့ကောင်းပါတယ်ခင်ဗျာဒါမှမဟုတ်လည်းမဟုတ်ကြပါခင်ဗျာမပေါင်းနဲ့ချုပ်ချင်ရပါတယ်ခင်ဗျာမပေါင်းနဲ့ပေါက်တဲ့ပစ္စည်းတစ်ခါထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘာပေါက်လဲဟုတ်ကဲ့စပြာတော့ပေါက်တာလားဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုကိုထွေးရတာပေါက်ပါတယ်ခင်ဗျာကြည့်ရအောင်ခင်ဗျာပေါက်ပါတယ်ခင်ဗျာဟုတ်ပါပြီဟုတ်ကဲ့ပါကောင်းပါစေခင်ဗျာတက်ကီဖြစ်ပါစေဗျာဒီကခင်ဗျာဟုတ်ကဲ့ပါခင်ဗျာပေါက်ဝါဟုတ်ကဲ့ပါဟုတ်ပါပြီသူမဲပေါက်လို့ပြောပြီးတော့ဘွားတော်လက်ဆောင်ပေးပါပါသေးခင်ဗျာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော်လေးပါပေါက်မလဲကြည့်ရအောင်နော်ဟုတ်ကဲ့ပါခင်ဗျာတော်လေးကဗလာမဲ့သူချွချင်းလေးရပါတယ်အားလုံးရက်ွက်ထက်မှာအားလုံးပြောအောင်ပေါ့နော်လုပ်ပေးပါတယ်ကျွန်တော်တို့အားလုံးပြောဆွေးသေးချင်ပါတယ်စိတ်ချမ်းသာသေးချင်ပါတယ်အရင်ပြောတရားကောင်းပါတယ်ခင်ဗျာပြောတရားကောင်းတယ်ကျွန်တော်တို့ရဲ့ရက်ွက်ကလေးစိတ်ချမ်းသာကောင်းတယ်ပေါ့စိတ်ချမ်းသာစရာကောင်းတဲ့ရက်ွက်ကလေးဖြစ်ပါတယ်ခင်ဗျာအရင်ပြောတရားကောင်းပါတယ်လူလူမဝကဲလူရန်လို့အားမရနဲ့ခင်ဗျာကျွန်တော်အရင်ပြောတာပါခင်ဗျာနောက်နေ့တင်ပါလဲဒီနေ့မကလူနေအောင်ကြိုးစားပါမယ်ခင်ဗျာဟုတ်ကဲ့ပါလာရောက်ပြီးကစားမဲ့ပြီးခဲ့ဒီပါဒီကောမန်မများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘာမှမပေါ့လို့ကျွန်တော်တို့ချုပ်ချင်ရပါပါခင်ဗျာပောက်တယ်သူကတော့ပောက်တယ်ကစားမဲ့ကိုတစ်ခါလေးထုတ်ယူသွားရောပါပဲခင်ဗျာဒါကြောင့်မို့လာပြီးညမှာဖြစ်စေးပေါင်ခတယ်လို့ကုသိုလ်တွေလည်းခါညောင်းလို့ပြေဝနေတော့ညတညလို့တင်စားပဲဟုတ်ကဲ့ဆက်ပြတော့မဲ့ပောက်ပါတယ်ခင်ဗျာဆက်လက်ပြီးမဲ့နိုင်ပါတယ်ခင်ဗျာဘာတွေပေါက်မလဲစိတ်ဝင်စားကြအရင်ကောင်းပါလေခင်ဗျာစပြမောက်ပေါက်ပါလေခင်ဗျာနောက်တစ်ယောက်ကဘာပေါက်မလဲစက်ကြည့်ပါမယ်ခင်ဗျာဟုတ်ကဲ့သူကတော့ဘာပေါက်လဲသူကဗလာဆိုတော့ချက်ချင်းလေးရပါလေခင်ဗျာဟုတ်ကဲ့နောက်တစ်ယောက်ဘာပေါက်မလဲစက်ကြည့်ပါမယ်ခင်ဗျာဟုတ်ကဲ့ဘာပေါက်မလဲဆိုတော့ဟုတ်ပါပြီနံပါတ်2ဖြစ်တဲ့အတွက်လုံးကြီးတစ်ခွင်းပေါက်သွားပါလေခင်ဗျာအမျိုးသမီးဝင်လုံးကြီးလေးတစ်ခွင်းပေါက်သွားတဲ့အတွက်ကွက်တီပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့လာရောက်ကန်ဆယ်မဲ့နိုင်ပေးခဲ့တဲ့ဒီကောင်မောင်နှမမိသားချင်းတယောက်ချင်းစီကိုအားစုလို့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့လည်းကျွန်တော်ဒီနေ့ကပြောတရားလေးကျွန်တော်လုပ်ပေးချင်ပါသေးတယ်ခင်ဗျာအားလုံးပြောနေတာကိုမြင်ချင်တာပါခင်ဗျာသိချင်တာကိုချင်တာရှိပါစေဒီနေ့ကရရှင်ကြပါစေခင်ဗျာနောက်နေ့ဒီမှာလည်းကျွန်တော်ဒီနေ့ကပြောအောင်လုပ်ပေးချင်ပါတယ်ခင်ဗျာအပြန်မနေ့လာပြီးတော့တရက်နေပါလဲကျွန်တော်တို့ဒီမှာဖျားလဲဘူတော်ခံပွဲရှိပါတယ်ခင်ဗျအဲ့ဒီချိန်မှာလည်းကျွန်တော်တို့ရက်ွက်ကနေပြီးတော့အခုကျွန်တော်ပေါင်းမောဒါနလောက်ဖြစ်နေကျိုးမွေးအခါတည်းပစိုးပေါက်သွားပါတယ်ခင်ဗျာတမီးလေးပစိုးပေါက်သွားပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးအားရကန်ဆယ်မဲ့နိုင်ပြီးခဲ့တဲ့တူချင်းစီကိုကျေးဇူးတင်ပါတယ်နောက်မှအများကြီးကြံပါသေးတယ်ခင်ဗျာကန်ဆယ်မဲ့ကြံသေးလားမသိဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ဒီလိုလာရောက်တက်စီမဲ့နိုင်ပြီးတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာမနိုင်ပြီးတယ်စီစဉ်တန်းစီပြီးနိုင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါသူတွေပေါက်ကြမလဲဟုတ်ကဲ့ပါခင်ဗျလည်းပေါက်ကြပါစေတရားချင်းစီဒီနေ့မှာကလည်းတန်းနေအောင်ဒီတန်းညင်သေးလေးတစ်ခွာပေါက်နေခင်ဗျဟုတ်ကဲ့အားမရဘူးခင်ဗျနောက်နေ့တင်မှာဒီနေ့မှာကလုံးနေအောင်ကျွန်တော်ကြိုးစားပါခင်ဗျဟုတ်ကဲ့ဗလာပေါင်းရင်တော့ချုပ်ချင်ရပါပါခင်ဗျဗလာမဲဆိုရင်တော့ချုပ်ချင်ရပါမယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ကဲနောက်နေ့ဗလာမှာကန်ဆယ်မဲ့လုံးနေအောင်ကျွန်တော်ကြိုးစားပါမယ်ခင်ဗျကဲပါခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအပေါင်းလေးပေါင်းချွတ်ချရမှာပါခင်ဗျာပေါင်းလေးကြည့်အောင်ပေါင်းချွတ်ချမှာခင်ဗျာဟုတ်ကဲ့အပေါင်းလေးကြည့်အောင်သူလေးပါပေါင်းလေးတကယ်ဟုတ်ပါပြီဘာမှပေါင်းချွတ်ချမှာခင်ဗျာချွတ်ချရပါခင်ဗျာဟုတ်ပြီစနစ်ဆိုရင်တော့ဟုတ်ကဲ့စပြမောင်တော်မဲပေါက်သွားပါပြီခင်ဗျာနောက်တရားဘာပေါက်မလဲဆက်ကြည့်ပါမယ်ခင်ဗျာ
ဟုတ်ပြီဘာမှမပါဘူးချုပ်ချင်ပါခင်ဗျာဟုတ်ပါပြီချုပ်ချင်လေးပေါက်ပါတယ်ခင်ဗျာဟုတ်ပါပြီဒါနောက်ဆုံးမဲ့လေးပြလောက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘာပေါက်မှလဲစားအုပ်ကလေးပေါက်သွားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ရွှေမောငုံမောရွာသုံးဖြုတ်ပြီးပါမှာဖြစ်ပါတယ်ခင်ဗျာတရားချင်းစီကိုကျွန်တော်တို့ရွှေမောငုံမောရွာသုံးဖြုတ်ပါအောင်ခင်ဗျာကျွန်တော်တို့အရင်ပြောပြရအောင်ညလေးတညပေါ့ရွှေမောငုံမောရွာသုံးဖြုတ်ပါဟိုကအားမရနိုင်ပါဘူးခင်ဗျာကျွန်တော်ရွှေမောငုံမောရွာမယ်ရွာကြီးအရင်ကောင်းတဲ့ညလေးတညဖြစ်ပါတယ်ခင်ဗျာဘယ်လိုရွှေမောငုံမောရွာပေးတဲ့အချိန်မှလည်းပဲကျွန်တော်တို့ပြောအားလုံးစီစီလုံးလုံးနဲ့ညီကောင်မောင်နှမတွေကျွန်တော်ရွှေမောငုံမောရွာကြတယ်အားညီတော့ပြောမမနဲ့ကျွန်တော်ကောက်ကြတယ်ပေါ့နော်အရင်ပြောပြရကောင်းတဲ့ညလေးတညပါအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့တင်ပါနဲ့ကျွန်တော်ဒီနေ့မကပြီးတော့ဒီနေ့မကရွှေမောငုံမောရွာနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာဒီကွက်တဲ့ညီကောင်မောင်နှမကျွန်တော်ရဲ့ရွှေတော်မျိုးအားလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့တင်နဲ့ကျွန်တော်ရဲ့အရှိန်အကူလို့ပဲရွှေမောငုံမောရွာသုံးဖြုတ်ပြီးတော့ကန်ဆယ်မဲတွေကလာမပါဖောင်းနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်ခင်ဗျာတယောက်ချင်းစီအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ